စိတ်ချမ်းသာဖို့ကအဓိကပါပဲကိုစီချင်းနဲ့ပြီးဒီမှုတွေကလည်းရှိကြတာပဲဘာပြီးကြတာလဲဒါကြည့်ကြမှာကွယ်ငါအချိန်နဲ့စက္ကန့်နာကြီးတိုင်းလည်းသတိရပါတယ်လက်ကမ်းချိုပါတယ်ပြတ်တန်းလို့ပါတယ်ပြိုင်စမ်းတဲ့တန်ကလည်းအယမ်းချိုပါတယ်ဝင်းငါရဲ့နာမရှိနေရင်တော့သိပြောတာပဲငါရဲ့နေတဲ့မိတ်ထဲမင်းကိုဖိတ်ခေါ်ပါတယ်ကြောင်မြောင်းတဲ့ကန်လို့ကြီးရင်ကြောင်မှာရှောက်သွားမယ်ပြီးရင်မိတ်ချိုက်တဲ့လုံငါသင်္ဘောဒီတော့စားမယ်ကာကိုစီလုံးငါမယ်ဒီယူလေးထပ်သွားမယ်အမတ်တရားအတက်ပုံနဲ့ရိုက် Facebook မှာတင်ထားတယ်ငါရဲ့နာတဲ့သူမရဲ့စကားပဲအိမ်မက်နဲ့တကွာအပြစ်မှာ ever ချာစေစိတ်လေးရွတောင်ပေါ်ကိုပြားဘူးသွားမယ်နေဝင်းကအဲ့တဲ့လုံးမျိုးမင်းအကြောင်းကိုကြွားတယ်အိမ်မက်ပြေးတဲ့ပုံကြီးပဲမင်းတို့ရောက်သူစိတ်